大家好，今天我们来学汉字笔画。တရုတ်စာလုံးတွေရေးတတ်ဖို့အခြေခံဖြစ်တဲ့ဆွဲချက်တွေကိုလေ့လာကြပါမယ်။汉字ဆိုတာတရုတ်စာလုံး笔画ဆိုတာကဆွဲချက်စုပ်ချက်။စလိုက်အောင်一点ဒါလေးကို一点အဓိပ္ပာယ်ကတော့အဆက်အပြောက်一点ဆက်ပြောက်လို့ခေါ်ပါတယ်ဒုတိယတစ်လုံးကတော့一横ဆိုတာကတော့ horizontal မြင်းပေါ့ရေပြင်ညီမြင်း一横တတိယစလုံးက一树ဆိုတာကတော့တောင်လိုက်မြင်းပေါ့一树ပြီး一撇ဖြဲရဲ့အဓိပ္ပာယ်ကတော့လွင့်ပစ်တာပေါ့နော်一撇ဘယ်ဘက်ကိုဒီတိုင်းလွင့်ပစ်တဲ့အဓိပ္ပာယ်ပါပဲ一撇一捺ရဲ့အဓိပ္ပာယ်ကတော့ဖိချတာပေါ့一捺တစ်ခုချင်းစီကိုသူရဲ့နမူနာလေးနဲ့ရေးပြတော့မယ်နော်一点ရဲ့ဥပမာလေးကတော့တရုတ်စလုံး6နံပါတ်6လို့အဓိပ္ပာယ်ရပါတယ်6လိုက်ရေးကြည့်မယ်နော်ဒုတိယတစ်လုံးကဟိန်ကြီးဟိန်လို့လည်းခေါ်တယ်ဟိန်သူရဲ့ဥပမာစလုံးကတော့ကြီးဆိုတာနံပါတ်1တရုတ်စလုံးကြီးနံပါတ်1တတိယတစ်လုံးကြီးစုကြီးစုရဲ့ဥပမာကတော့တရုတ်စလုံး10ဆိုတာ10နံပါတ်10ဖြစ်ပါတယ်နောက်တစ်လုံးကကြီးဖြဲဥပမာရင်လူဖြစ်ပါတယ်ကြီးနရဲ့ဥပမာကိုတရုတ်စလုံးတကြီးတော့ဆိုတာနဲ့ရေးပြတော့ပါမယ်နော်一横一撇一捺တကြီးတော့လိုက်ရေးကြည့်ပါမယ်နော်တရုတ်စလုံးတွေကိုဒီဆွဲချက်တွေနဲ့ပဲရေးတော့ပါတယ်နော်一横一撇一捺တနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်再见